Tama Bawama Chin Pio Shun Jin Sura, Mapilaro. Kaunema Basinda Nedo Sui Boto Body Yan Dilo Seye Dukadega looked at Nilango, not the on Lome. Tipi Kama Amyata Doade Guleve, Dilanjong, the of Pyame, Boto Body. Magore Amandayan would tipi now. Myata Doade, Ti would be Machosa May. Say, Chipo Pione Moto Mosia Loga non feria, Madama Chimare Vidazu non fe Cise Osa Sure non fe Pawanjin Sure non feria Non fe Madilla on Timwe Nunyabi Yomatran Nayabu Eri Yomatran Nayla on Non fe me needed, non feria Nalo on Josame I'll look the loop. Tarawari will let Lucia me look on Josame. A dreary, call him a windy go. They know Taria. Tibekaha, Yatanari, Emetama, Chimar. Sia Dukarin, Emetama, Yabia. Manyanjan, Tania Sure, Tibekani Ganibi. Over Gango, Nakuna on Josame. Tarawari go let Nani tattoo. Over Ganya on Posome Sure. Tia jet at Duiriga. Tusiku, no more Tana. Dajamo. Nase Konita Gala. Yakinga, Pio Baba Nigere, Midasu Boa. Do them, Mabio Naibu. The data Chingong Lotion level, DCD level, Chingong Doro. Now, Soma, Sabi Lebia. Yopian Bego, Uyini, Shukan County, Uyini, Dema, Trapido, Navy Meadow, Tidria, Kaunema, Mapiaku, Eri Chema, Muroga, the Rendaku Yaula, Malendo solution. Yetorea Miviaga. Taro leader of Formula V. Sudet Jam. Drenla Port. Drenla Pola de Cam. Looking at two Noka, Babiola Dosu. Yahoo Sado, Bandana Satan. Naye, La Wonlo Sure. Naye, Simanje. And the Oga Lufu Sure. Say Kuya needed. Lavi Wonido. Now Sheme, Yahoo Sure, Adune, Nachido, Polavi. Nasiko, Navame had the Kuro, Yaula Yamilu. Say Tega, Chipola Red, and Yoti, Nugani, Trebio, Nito later. Tagali Muifa Sure, the ring. Don't get Bioso lighted the car. Yahoo Zado, Panana Zatan. Yahoo Suraji, Pola Yami, now for the Yaula Yami look. Teaching up your beetle, Yin then needed, and the Tama. Lavido the Rimpure, Missy the Maniga, European Dobby, Camino Dodorana Minisi, when young Kazaro, Camino Dodorana Minia, Nata Babiola don't so. Yahoo Sado, Bandana Satan, looks so that Sakalo, pure like day. So, Dodorana Minia, Eddie Yahoo Sado, so that Sakalo, Jubiro, Gamiro, Yahoo, look, Meme, so. And he may be that shit. They are on ye later, no? Eddie Sakalo, go Jubiro, Minama, me later. Eddie Ma. Say take up your by move, Machivu. Nano, Piana get it. Pia allow, they did a midnight, Jena.
အင်တာမတီတီကြီးဖြစ်နေတော့မင်းသားရဲ့မျက်နှာကိုကြည့်နေကြတယ်သူ့ရဲ့အချမ်းရံတွေကပျော်လို့ပျော်ညားဆိုပြီးတော့အတိအမှုအကခုံနေနဲ့ဖះလောင်းကိုဖြေပြောကြတယ်သူကောင်းတဲ့မှာတော့အမြဲတမ်းပဲငါမှန်သိအောင်လုပ်မယ်သိပြီးရင်တရားတွေကိုလည်းသိအောင်လုပ်မယ်ဆိုတဲ့အတွေးတွေကလွှမ်းမိုးပြီးတော့နေတော့သူတို့တီးတာမှုတ်တာတွေစိတ်မဝင်စားတော့မကြခင်ပဲငြိမ်သက်ပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကျတော့သိတ္တရမင်းသားအိပ်ဆက်သွားပြီဆိုတီးမှုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့ရံရော်တွေချွေရန်သင်းပင်းတွေကအလုံးဟာအမျိုးသမီးတွေကြီးပဲနော်ခုခေတ်မှာအမျိုးသမီးဆိုင်ဝိုင်းပေါ်တာမဟုတ်ဘူးအဲဒီမှာအမျိုးသမီးတွေကြီးပဲအကုန်လုံးတီးကြမှုတ်ကြဆိုကြကတာအကုန်လုံးအမျိုးသမီးတွေကြီးပဲကဲသိတ္တရမင်းသားကျိတ်ဆက်သွားပြီအလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြတော့ဆိုပြီးတော့အကယ်၍များနိုးလာရင်ထပ်တီးဖို့ဆိုပြီးတော့ဒီအနေထားတိုင်းသူတို့လဲတီးမှုတ်နေတဲ့တူရိယာတွေကိုအသာလေးလက်နဲ့ဖက်ထားပြီးတော့လျှောင်းဆက်လိုက်ကြတယ်မကြခင်ပဲသူတို့လဲညောင်းညာတော့အိပ်ပျော်သွားကြလျှက်စစ်မိမရှိတော့အဲ့ဒီအချိန်မှာစီမီးပဲထွန်းထားတယ်ပေါ့နန္တာစီမှာမိစာတက်ပြီးတော့ထွန်းတဲ့စီမီးတညာလုံးပေါက်ထွန်းတာညာလုံးပေါက်ထွန်းတာမှုံပြအားလုံးကိုမြင်နေရတယ်ပေါ့ညတကောင်နီးတဲ့အခါကျတော့အိတ်မောကျသွားတယ်သိတ္တရမင်းသားအရင်နိုးလာရံရွေတော်တွေကတော့မောမောပန်းပန်းနဲ့အိတ်နေလိုက်ကြတာဟောက်တဲ့လူကဟောက်နော်အမျိုးစုံပါဇက်ကြီးတွေဟာပြီးသေတွေကြနေတဲ့လူကချမြင်ကွင်းကအမျိုးမျိုးဖြစ်နေတော့ဖြတ်ခနဲ့နိုးလာတဲ့သိတ္တရမင်းသားဟာရုတ်တရက်ထထိုင်မှုံပြမီးအောင်ထဲမှာသူ့ရဲ့ရံရွေတော်ဖြေပြောကြတဲ့အမျိုးသမီးတွေအိပ်ဆက်နေတာကိုကြည့်ပြီးသူ့စိတ်ထဲမှာသုတ်တန်ရောက်သွားတယ်လို့ခံစားရပြန်တယ်ပေါ့အဲ့ဒါကသူ့ရဲ့စိတ်ကိုချက်ချင်းနန်းတော်ကထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတယ်ဒါနဲ့အဲ့ရကထဟိုတစ်ဖက်ကတကားနားမှာအိပ်ဆက်နေတဲ့ဆန္ဒဆိုတဲ့သူ့ရဲ့အမတ်ကိုသွားနှိုးတယ်တိုးလိုက်ပြီးတော့ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတစားဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာသားတော်လေးမွေးဖွားလာမတွေ့ရသေးဘူးရတော်ရနဲ့နေတာကနန်းပြတ်တဆောင်းစီနေတာတဆောင်းကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့သားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ်အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှပ်လိုက်တယ်တကားကိုဖွင့်ပြီးတော့သားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရာကသားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနန္ဒဘောကဆင်းသွားလိုက်တာကနကမြင်းကြီးဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကနကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သေးမျိုးတကားကလည်းပွင့်နေအဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညထဲမှာခရီးဘလောက်ပေါက်သွားတယ်လဲဆိုမြင်းကိုဒုံးဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညထဲမှာယူဇနာ30ခရီးပေါက်သွားတယ်
Tiyusanago Shimai no, the Chole Sandamai lo Piora Leshi. Piamia Javi Sandamai no neve, Shimai no neve, Dretchime solution. No, my mount nea lazy. Key papa. Nane Momalingi. Taka die. Kapilu ye, Kolia ye. Manla die. Time to nine, Chacho Vido. Manla die, Nesaga. A nupia losore. There we in Ninama. A norma so that Nitaku Yauda. Eri Miku, Piaku like we, Hobakanle Yauda. Tamye Moma Kanana. Tanya Rema. My Naya lazy shide, Kiyu Piatlan Donite. Bene Moling as a lema. Takia Nele Londare, Colia. Nebe you le Londaviro, Manla Nepereti Yaudabi. A norma Mikango, Miku, Kachinium Shite, a norma Miku, Piaculator, Hobet down back Yaupa. Yaudara ne de Viane Sana Magomire, de Dimiku, Bamie Coleleso, Mama, a norma Milukova. A norma David. Mayunya moves at David. Dimi Mave Dinia Mavenga Hobe Yaudaloshin, Dumian Nere Yaudome, Tajamu Mena Odigu, Gonchupi. D chamber Mamiole Mene Kadigara Jamaji, La Yaubiro, second day, Breakra Shipa. Shall she be the lady? Any chamber, Mena Odigu Chuk. Epimaji Kade, Durosene Wonija, Woodingham you work. Mogi Malo Lelo say. Benari told her at Sadom. Let her bala at Tamiene. Sadom Sambe a young and a video. Sadom told her at time Sambe a young and a piano de Kajano. Tosaving up Piambito Pie Jam Duavene. Cornet Kata the Lu. Told her at time Saving a Nevi. Momo Suzu Chonyong Lepi Bilo need. Sando a young and a video Pialita. Eri Chonleha, Lenate Pamana she de bo. Eri Lenate Lau Pamana she de Sambe yet. Pepe down needed. A nay young over Tetten Bido. Pabusia rega, Yasavia ye Konga. Sambengo. The time you beat 2 deca. Papiet needles, Sadon Lelupian. Among others, Sadon Mofu. Cookie Ludi, no? Cornet Gabio, a poor Galiri, poor Magabi, 7 town the Lu town hat. The Wawa town. Cookie Gado at a see that town hat, no? The children of Yeon downtown in a cook. Pia long out of the Wawa go, serving up Pija, the door in it. Town it. Every loop shall like that, serving her. That the low Piambiro did a shit deputy Malang. Lenate Pamana Shide Samose deale, to Lenathin like the on ye lope. Shide Bose Paya, Nakamwe Kayaji Babahu, no? Ye leave Pia Launo Erelu Samoseko, baby. Kabau Gala Jabure Yabi Chamaji, think her. Thing and it was so they will be there come. The big Lego Lue. Mena wordy, told her Tobio. Sana, Piambito, baby. Gamin the Adi piano. So, Sanaga. Ule would you get you in? Think I would be like Bamalu, down so the men like low people would it. Ego Piambito your own. The Indian bull light, so we go. Sanane Sagapio Nida, Jayade, Kanaka Miniane. Titane Jaro, Aru Quero Maso, you one ebane pshittere. The reasons are like one at no.
တချို့ခွေးတွေဆိုလို့ရှိရင်သခင်ကိုခင်လို့သခင်တည်သွားရင်အဲ့ဒီသခင်မြုပ်နှံထားတဲ့မြေပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့ခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တယ်တိရစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တတ္တဝါတွေဟာလည်းပဲဒီတိုင်းပဲသူ့ရဲ့အရှင်သခင်ကိုအလွန်ခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့်မျက်ရည်တွေတွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ကန္နကမြင်းကြီးဟာအဲ့နာပါပဲဘုံငနဲ့လဲသွားတယ်တည်သွားတယ်ပေါ့အဲ့ဒါဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်မြတ်ဗုဒ္ဓနဲ့ကန္နကမြင်းတို့ပြန်လည်ဆုံတွေ့ခံဆိုပြီးတော့ဟောထားတာတော့ရှိတယ်အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကန္နကမြင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့အဲ့တော့ကန္နကမြင်းကြီးတည်သွားတဲ့အခါကျတော့ဆန္ဒထုတ်ထမ်းပြီးသူတယောက်တည်းနယ်သုံးနယ်ကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်ဖះလောင်းတော်ကတိဋ္ဌထယဟန်တော်သို့မဟုတ်ဂေါရမယဟန်တော်ဘဝနဲ့မန္တတိုင်းကအနုပိယလို့ဆိုတဲ့တရဥယျာဉ်ထဲမှာတပတ်လောက်ကြာတယ်အဲ့ဒီမှာနေထိုင်တယ်တဲ့အဲ့ဒီတပတ်လောက်ကြာနေထိုင်ပြီးတဲ့အခါမန္တတိုင်းကနေပြီးတော့ခရီးဆက်ပြီးတော့ထွက်သွားလိုက်တာဘယ်ကိုသွားတော့ဆိုတရားကျင့်တဲ့ပုဂ္ဂိုလ်တွေအလွန်ပေါများတဲ့မဂရတိုင်းဘက်ကိုထွက်သွားယူဇနာ30ခရီးပဲကုန်းချောင်းသွားတယ်အဲ့ဒါယူဇနာ30ခရီးကိုလမ်းလျှောက်ပြီးတော့ကုန်းချောင်းခရီးနဲ့သွားလိုက်တာရာဇဂိုမြို့ရောက်သွားတယ်ပေါ့ရာဇဂိုမြို့ရောက်သွားတယ်မိုင်240ခရီးကိုကုန်းချောင်းလျှောက်တယ်ပေါ့ရာဇဂိုမြို့ရောက်သွားတဲ့အခါကျတော့လည်းမိုးတောက်တဲ့အချိန်မှာပါလာတဲ့တပိတ်ကလေးကိုလွယ်ပြီးတော့ဆွမ်းခံထွက်တယ်မြို့ထဲကိုဝင်ဆွမ်းခံတယ်အဲ့ဒါလို့ဆွမ်းခံတဲ့အချိန်မှာနတ်တော်ကနေပြီးတော့မြို့လမ်းမတွေကိုလှမ်းပြီးတော့ကြည့်နေတယ်ဗေမိတာရမင်းကအမှတ်မထင်ထူးခြားတဲ့ပုဂ္ဂိုလ်မြင်လိုက်တာမြို့သူမြို့သားတွေကလည်းအုံးချစ်ချစ်ဖြစ်လာတယ်ဘာလို့လို့ဆိုတော့ဒီလိုဖာရီစွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်တဲ့ပုဂ္ဂိုလ်တွေဟာများသောအားဖြင့်တက်ကြီးရွယ်အိုတွေများတယ်တက်ကြီးရွယ်အိုတွေများရုံနဲ့မကဘူးဆံမုတ်စိတ်တွေကလည်းထူလက်ဖြစ်နေဥပုံညစာချိုးသလိုပေါ့နော်ဆံကေတာလက်လေးသစ်မုတ်စိတ်မွေထူလက်ဖြစ်နေမဲညစ်တိစီဝရံတာတေလံအယုတ်ဆိုးအကြီးကြီးจิตသိုးဆိုတာလို့ဖြစ်အဲ့ဒါလို့ခေတ်ကဒါမျိုးတွေပဲများတယ်သို့တော့အခုလို့တန်တန်ပြန့်ပြန့်တန်တန်ရှင်းရှင်းနဲ့ရုပ်ရည်အစဉ်တတ်တတ်ပဲငယ်ငယ်ရွယ်ရွယ်လေးနဲ့သာသနာပေါင်းဝင်လာတယ်ဆိုတာအမှန်တမ်းထူးခြားတဲ့အနေအထားတစ်ခုဖြစ်တယ်။တက်က29နှစ်ပဲရှိသေးတယ်လေ။အဲ့တော့ဗေမိတာရာကြီးကမြင်ချင်းရာဇဓမ္မနေကိုလွတ်တယ်အဲ့ဒီရာဇဓမ္မနေလွတ်တယ်ဆိုတာကိုပပိစ္ဆာသုတ်တံမှာပြောထားတာရှိတယ်နော်ပပိစ္ဆာသုတ်တံမှာပြောထားတာသူနာရှိတဲ့အမတ်တွေကိုမေးတယ်ဣမံဘွန်တော်နိတာမေထအဘိရူပောဗျာဟာရုစီရုပ်ကလည်းမတန်ချောတယ်ပြားဟာထောင်ထောင်မောင်းမောင်းရုစီလှပတင်းတယ်တဲ့ဟောဒီယဟန်ကိုကြည့်ကြစမ်းဟိုမှာကြည့်စမ်းအရကထောင်ထောင်မောင်းမောင်းရုပ်စင်းကလည်းမတန်လှတင်းတောင်တင်းနေရှိတယ်စရဏေနတ်တံပနောကိုချင်းတရားနဲ့လည်းပြည့်စုံပုံရတယ်သွားရလာကြည့်လိုက်ယုကမတ္တေနပိက္ခတိသူကဟိုတောင်ကြည့်မြောက်ကြည့်မကြည့်ဘူးဆွမ်းခံသွားတဲ့အခါမှာယုခမတ္တဆိုတာထဘိုးတပြန်လှဲ့မှာတတ်ဆင်ထားတဲ့ထံဘိုးတပြန်၄တောင်လူတွေရဲ့အတောင်နဲ့၄တောင်တော့
တိုင်းတာတစ်ခုမှာမျက်လွှာချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသွားရလာတာလဲဟိုကြည့်ကြည့်မကြည့်ပဲနဲ့မျက်လွှာချပြီးတော့တီနီငိမ့်ငိမ့်သွားတဲ့ပုဂ္ဂိုလ်ကြည့်ချက်စမ်းအောက်ခိတ္တစက္ခုမျက်လွှာချထားတယ်နော်နာယံနိစကုလမိဝသူကြည့်ရတာတော့အောက်တန်းစားအမျိုးတွေကမဟုတ်ဘူးထက်တန်းစားတွေကဖြစ်တော့တယ်ရာဇတုတာဘိဓာဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအဘိဓာဝန္တုဆိုပြေးပြီးတော့သွားကြပျောက်သွားလိမ့်မယ်မင်းတို့မပျောက်စိမ့်နဲ့မျက်ခြေမပြတ်စိမ့်နဲ့ပြေးလိုက်ကြတော့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအဘိဓာဝန္တုဆိုပြေးသွားကြမြန်သွားကြကုဟိဘိက္ခုကမိတ္တိဒီကိုတော့ဘယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကြကောရမယဟန်တော်လေးကဆုံးခံပြီးတဲ့အခါမှာသူစားလောက်ရုံလေးရလိုက်တာနဲ့ပဲတပိတ်ကိုပိုက်ပြီးမြို့ပြင်ထွက်သွားတယ်ရာဇဂိုမြို့ဆိုတာတောင်ငါးလုံးပတ်ရန်ထားတဲ့မြို့အဲ့ဒီထဲမှာဘယ်သွားတော့ဆိုပန္ဒဝဆိုတဲ့တောင်ခြေဘက်ကိုသွားတယ်ပန္ဒဝတောင်ရောက်တဲ့အခါကျတော့ပန္ဒဝတောင်ခြေမှာရေရလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပြီးတာနောက်ကနိုင်အောင်ခံလိုက်သွားတဲ့ရာဇဓမ္မန်တွေကတွေ့တယ်တွေ့တော့ရာဇဓမ္မန်3ယောက်သွားတယ်3ယောက်သွားတော့တယောက်ကိုစောင့်ချထားပြီးတယောက်ကအနီးပါးမှာစောင့်နေပြီးတော့တယောက်ကအလယ်လောက်မှာမျက်ခြေပြတ်မှကြောက်လို့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်ဘေဝိသာရမင်းကြီးစီသွားတဏှုတင်တဲ့အခါဘေဝိသာရမင်းကြီးချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်နော်အဲ့ဒီဟာကိုဒီပပ္ပိစ္ဆာတုတ်တံမှာဖော်ပြထားတယ်မင်းကြီးကပြောတဲ့ထဲမှာပါတယ်ဘေဝိသာရမင်းကြီးကရုပ်ရည်အစဉ်အမတမလှပပြီးသူနဲ့တက်တူရွယ်တူမတိမ်မယေရဟန်းတော်လေးကိုတွေ့တဲ့အခါမှာစိတ်ထဲမှာခင်မင်လို့ဒီမှာတူတူနေကြရအောင်တိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်တူတူနေရအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်တဲ့အခါမှာလက်မခံမျိုးရိုးမေးတဲ့အခါကျတော့ဟိမောတာတောင်ခြေကတာကဝေမင်းမျိုးကလာတယ်ဆိုတာကိုသူပြောပြတယ်အနေကပြောတယ်အဲ့ဒါလို့ပပ္ပိစ္ဆာတုတ်တံမှာဖော်ပြထားတယ်ပြီးတော့ဒီလိုဖះလောင်းတော်တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကတုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့စัจ ကြောင်းပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်အနေနဲ့ပြောမယ်ဆိုရင် autobiography လို့ပြောဘုရားကိုယ်တိုင်ပြန်ပြောတာအထက်ကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဘုရားကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူသာသနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရဟန်းဖြစ်လာပုံအချင်းရာပြောပြထားတယ်အဲ့ဒီမှာသစ္စကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတာအဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင်သူဟာတရားဥတရားမြတ်မရခင်အချိန်တရားဥတရားမြတ်ကိုရှာဖွေနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတော့ဆိုတော့တမ္ဘာဒေါခရဝတောမိသားစုနဲ့နေတဲ့ဘဝဟာအလွန်ကျဉ်းမြောင်းတယ်ကြက်တဲတယ်ကျဉ်းကြက်တယ်မွန်းကြက်တယ်ပေါ့မိသားစုကိစ္စတွေဟိုကိစ္စဒီကိစ္စတွေနဲ့မွန်းကြက်တယ်တရားအထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရဇာပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစု life ဆိုတာမွန်းကြက်နေတာပဲအဘောကတောပပ္ပိစ္ဆာယဟန်ဘဝတိတာလင်းတကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာလွင်မြင်ကြီးနဲ့အလားတရတူတယ်
နာယိထံသူကရံအခါရံအစ္ဆဝတ္တတာမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြဟ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာပြည့်ပြည့်ဝဝကျင့်ဖို့ဘလို့မှမလွယ်ကူဘူးပြည့်ပြည့်ဝဝကျင့်ဖို့မလွယ်ဘူးဒါကြောင့်မို့လို့ဆံမုတ်စိတ်ရိပ်ပယ်ပြီးတော့ဖိုင်စွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်ယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပေါ်လာခဲ့ဘူးတယ်လို့ဒါကဘုရားကိုယ်တိုင်ပြန်ပြီးတော့မိန့်ချတဲ့စကားတစ်ခုအဲ့ဒီလိုတွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထွက်ခန်းဆိုပြီးတော့ဘုရားဝင်နေမှာရေးတာပေါ့ဒေါထွက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုစွန့်လိုက်တယ်စီးပွားဥစ္စာတွေအားလုံးကိုစွန့်လိုက်တယ်အခွင့်အရေးတွေအားလုံးကိုစွန့်တယ်စွန့်ပြီးတော့တရားဓမ္မရှာဖွေမယ်ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးထွက်ခွာလာအဲ့ဒီမှာမြတ်စွာဘုရားကသူသာသနာပေါင်းဝင်ရောက်လာပုံယဟန်ပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးဘာပြောတော့ဆိုအကာမကဏံမာတာပိတုနာအတုမုခဏံရုထံတာနံဆိုတဲ့စကားလေးပါအကာမကဏံမာတာပိတုနာမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူးဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခမျက်နှာမှာမျက်ရည်တွေနဲ့ရုထန္တနှုတ်ကလည်းထုတ်ပြီးတော့အတန်ထွက်ပြီးတော့ငိုကြွေးနေကြသားလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲဆံမုတ်စိတ်ပဲပြီးသင်္ကန်းဝတ်ခဲ့တယ်လို့မြတ်စွာဘုရားဒီလိုပြန်ပြောတာဒီနေရာလေးမှာနိုင်ငံသားစာဖတ်တဲ့ပုဂ္ဂိုလ်တွေကမြန်မာတွေတွေးတယ်လို့မတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်းဘုရားလောင်တော်ထက်တဲ့ဟာဒီညာကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတော့ထွက်လာတာမဟုတ်ဘူးသူတို့ကမိဘတွေငိုးနေတော့ထွက်တာမဟုတ်ဘူးညာကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုးနေတော့အိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာဘုရားလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုးချံရစ်တယ်လို့ဒီလိုတော့ပြောလို့မရဘူးလားဆိုရတယ်ညတကောင်ကပျောက်သွားတဲ့သားကလေးမနဲ့မိုးလင်းတဲ့အခါမိဘတွေဟာငိုကြွေးဒီနေရာမှာလဲမာတာပိတုနံဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်မေတော်ကြီးမရှိတော့ဘူးဖွားပြီးတော့9ရက်အရာမှာပဲမေတော်မာယာနိုင်ရဆန်သွားတယ်သို့တော်ဒီစာပိုက်မှာမိဘနှစ်ပါးငိုကြွေးနေတော့သင်္ကန်းဝတ်ခဲ့တယ်ဆိုစကားအရာပြောမယ်ဆိုရင်ရှိနေသေးတယ်လို့တချို့တွေးကောင်းတွေးပြီးလိုက်သို့တော်လဲမိတွေတော်ခေါ်ရမီဟာမေတော်အရာမှာဖြစ်လို့စကားပြောစဉ်အတိုင်းမလိုလားတဲ့မိဘတွေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အချိန်မှာသာသနာပေါင်းဝင်လာတယ်ဆိုလိုတာကမိဘတွေကသင်္ကန်းမိုးစီခြင်းလို့အချိန်ချင်းတားခဲ့အချိန်ချင်းတားတယ်လေချိန်ချင်းတားတဲ့ဂျားတွေကပဲတိတ်တဆိတ်နန်းတော်ကထွက်သွားတာကိုအဲ့ဒါကြောင့်မလို့ဒီစကားမျိုးကိုဒီလိုပြောတာအတိပ္ပယ်ယူရမှာကမိဘတွေကအချိန်ချင်းတားပြီးမလိုလားတဲ့သာသနာပေါင်းဝင်ရောက်ပြီးဘုန်းကြီးဝတ်သွားတာမလိုလားတဲ့အချိန်မှာပဲသာသနာပေါင်းဝင်ပြီးတော့ရဟန်းခံခဲ့တယ်လို့ရဟန်းဖြစ်ခဲ့တယ်လို့ဒီလိုအဓိပ္ပာယ်ယူရမှာအဲ့လိုအဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်တော့မှန်ကန်တဲ့အဓိပ္ပာယ်ကိုရနိုင်ပါလေ
ကောင်းပြီအဲ့ဒါလို့ယဟန်ဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစီတော်တမန်တော်ယဟန်ဖြစ်လာပြီးတဲ့နောက်မှာကိဉ္ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာနတ်တဏမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာရှာဖွေဖို့အနုတ္တရံသန္တိဝရပဒံပရိယေတမာနောတောထွက်လာပြီးတဲ့နောက်မှာရှာဖွေတာလေ့လာတာစူးစမ်းတာဘာလဲလို့ဆိုရင်ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှာဖွေလေ့လာတယ်အလွန်မြင့်မြတ်တဲ့အငြိမ့်ဓာတ်အတုမဲ့အငြိမ့်ဓာတ်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှာဖွေတယ်အဲ့ဒီရှာဖွေဖို့အတွက်မိသားစုဘဝကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာလို့ဒါမြတ်စွာဘုရားကိုယ်တိုင်တစ္ဆကကြီးနဲ့တွေ့တဲ့အခါမှာပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒါလို့နဲ့ဝတ်လာတဲ့အခါမှာဘယ်လိုအချိန်ဝတ်လာတော့လို့ဆိုအရွယ်အနေနဲ့ခေါ်ပြတဲ့အခါမှာခဏလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်မြင်မြင်စွန့်လုပ်လာတယ်အဲ့ဒီအချိန်မှာဒဟရောဝတမန်တော်အရွယ်ကအမတမငယ်သေးတယ်သူနုပြိုပဲရှိသေးတယ်ကာလခေတောသဘင်ကအ내ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြလိုက်တာနဲ့မနဲ့တော့နော်ကာလခေတော내မှောင်နဲ့သဘင်ရှိနေတဲ့အချိန်ဗတ္တရေနယုဗနေနအရွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ်အရွယ်အလွန်ကောင်းပြီးတော့ပထမေနဝယတာလူရဲ့အရွယ်သုံးပါပေါင်းလိုက်လို့ရှိရင်ပထမအရွယ်မှာပဲရှိသေးတယ်အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်နောက်ထပ်ဒုတိယ33နှစ်ကျတော့66နှစ်ထိပေါ့ဒုတိယ33နှစ်ကဒုတိယအရွယ်66နှစ်ကနေ68နှစ်ကနေပြီးအထက်ကျတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ်တရားရန်ကို3ပိုင်းပိုက်လိုက်တာ33ခုစီပိုင်းလိုက်တဲ့အခါကျတော့လားတရားပြည့်ဖို့တစ်ခုပဲလိုတာဟုတ်အဲ့ဒါလို့လူတွေရဲ့အရွယ်3မျိုးကိုပိုင်းထားတဲ့ထဲမှာဖះလောင်တောထွက်ပြီးတော့ယဟန်ပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝဇာကြောင်းကိုပြန်ပြောတဲ့ထဲမှာဒါပါတယ်ပေါ့ပထမေနဝယတာပထမအရွယ်မှာပဲမိဘတွေကမလိုလားတဲ့အလုပ်တစ်ခုကိုသူဟာလုပ်လာခဲ့တယ်လို့သူပြောတာအဲ့ဒါလို့လုပ်ပြီးတဲ့အခါရဟန်းဘဝလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမြတ်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလေ့လာအဲ့တော့ရာဇဂြိုလ်ပြည်ရောက်တဲ့အခါမှာရာဇဂြိုလ်ပြည်မှာတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးတော်တော်များတယ်မကရာအတိုင်းမှာဒါကြောင့်ရာဇဂြိုလ်ပြည်လည်းရောက်ရောအဲ့ဒီအချိန်မှာနာမည်ကြီးနေတာဘယ်သူတုံးလို့ဆိုတော့အာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့နာမည်ကြီးတယ်ဒါကြောင့်မို့ဘုရားလောင်အရှင်ဂေါရမယဟန်တော်လေးဟာအာလာရကာလမဆိုတဲ့ဆရာကြီးစီသွားတယ်ရောက်သွားတဲ့အခါကျတော့ခွင့်တောင်းတယ်ဆရာကြီးရဲ့အကျင့်တရားမှာသူ့ရဲ့သာသနာမှာဝင်ရောက်ပြီးတော့လေ့လာခွင့်ကျင့်သုံးခွင့်ပေးပါလို့ဆိုဟောလောလကူနဲ့ခွင့်ပေးတယ်ခွင့်ပေးပြီးတော့ပထမသင်ယူရတယ်သူ့ရဲ့ယူဝါဒတွေအယူဝါဒသင်ယူလိုက်တာဒီအရှင်ဂေါရမဖះလောင်းတော်ဟာညာအမတမထက်တာဖြစ်လို့ခဏအတွင်းပဲသူသင်ကြားပို့ချချက်တွေအကုန်လုံးနှုတ်တက်ဆောင်နိုင်သွားတယ်ပေါ့အကုန်လုံးရသွားတယ်
Yadoro, Tunetandu, the Unijare, Alara Kalama, Tiberi, Aloha, Sabigo, Luyo Nayo, Neve, Tapi, Sure, and Etamu, Tide, Sure, and Etamu, Pionijare Pokurichi. Shingorma, Sendare, Di Alara Kalama Seajiha. Di Teadamarego, Tio, Dida, Mopene, Letri Chinton Bido, two charted Teadu Diamian, teachers and I do Omnimida Piam. Shonchi Jet Tatanero, to Lodam, Holabu, Letri Chinton be two Poyo Omnimuro, Shiame Sobi. Alara Kalama Yedeta, Seajit and Chingapido. Made a bear a centio. Letri don't be related so. Ake Senya Yetana Zan look correct. No? Rubavasa Zan lazy Peter Nauma. Aruba San lazy she the Teme. But Mazenga Agatan Sayetana. Tudia singer, Winyane Yeten, against Winyane Sayetana, Tadiaga, against Senya Yetana Lusure. Alo Conasemia. All your baby do pure light. Pure light of Pialon A. The Yando, Shingorma, Blue Sendaro. This Yaji mother, Young Jishida, Mobu, Mamale, Young Jishide. This Yajigada, Juba Atomu Shida Mobu, Wiria Shida Mobu, Mamale, Wiria Shi. Two mother, Kaimare, the Dishida, Mobu, Mamale, the Dishi. Two mother, 16 years Mutamari Shida Mobu Nale Shi. This Yaji mother, Pinya Shida Mobu Nale Pinashi. Two Yaude Sing, Mayao Joda Mesobi. Timbia Tare, Nisan and Generator, Majagame, Agasinia, Nasanti and Boyo Dore. Boyo Doreka Alara Galama Dejitan Doabido. Saji did it, they are Agasinia Nasan, Tabe Laluso. How day? I don't do lay yavi so. Saji take the watch out. The watch out, do pay code. Toyeti Alara Kalama Kainu. Na Utu, let Rebido, Celebido, Kainchiba on Lojaya on. Do net let Rebido, Timawe, Teverigo, Tonde Somare Sia, Lojaya on the pay code. Erika, to get to grow on yidi. No? Nasi Yaula Yamala, Kuma Yauta Mamajadi, Nasi Yaula Yamalalu, jealousy me people. Cookies say jealousy Pima Deja. Erika jealousy me people to get to Rogoni. Alara Galama to get to Rogoni Mu. How to did the Yari Yangorma let did. Nane Yangorma to do well, Subiro, Tanu Tabi. I do. Let Rebido, Tadana future outlook. Pick call like there come. Pia lonely, since are there. Agi Senyarana Zansura. Agi Senyarana Bonu Sure. You met Pima the Mew with Pipushi. Laniaoka no one looked at Sim Hobu. Dajawolo. Nalo Jeanette Sim Hodebu Sobiro. Edima Sabira Yasabia Tone Sagaloma Blue Donos Eri Akisenya Naza Tantama Anal Dingreator Tatama Tama Nepesa Pekame Suluraga Akisenya Sansure Teyabu Anal Dingreator Taman Chimisui Tazama Semelu Tilo David Mew, Shuamalu Pit. Todo leve, a not lingerate the was of the Chicago. Atagasia Puene Kajara. Pelu Puenoso. A new Alangarate the wa. A change a tata say Tegani. Hada Lagave. Tisen Lagave. A land so resigalo, the Nimbe Sakalo. English say no. He say Alagase me a change a tata say Tegani, Nimbe Bido. Every day I will let look like him.
ဒီတဲ့အစင်းမျက်နှာရှာအောင်မယ်ပေါ့ဆိုပြီးတော့အလာရကာလမယေတိကြီးရဲ့ဖိတ်ခေါ်မှုလက်မခံမဲနဲ့နောက်ဥဒကရမဗုဒ္ဓအတိုင်းဝိုင်းသူ့ရဲ့ခိုင်းအုပ်စုဘက်ကိုဆက်လက်ထွက်ပြီးတော့သွားဥဒကရမဗုဒ္ဓယတိကြီးနဲ့တွေ့တဲ့အခါမှာလဲတတ်သွားပြီးတော့ခုနလိုပဲစဉ်းစားပြီးဒီနည်းစနစ်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါမှာနေဝတင်ညာနာတင်ညာယရဏဇံလို့ဆိုတယ်တမဘတ်၈ပါးလမ်းဆုံးထိတ်ဆုံးထီအောင်ရောက်သွားတယ်အဲ့ဒီထိတ်ဆုံးထီအောင်ရောက်တယ်ဆိုတာရာမဆိုတဲ့ဆရာကြီးတူပဲရောက်ဖို့တယ်ဥဒကတောင်မှမရောက်ဘူးသေးဘူးတဲ့အဲ့ဒီမှာသူ့ကိုသင်ပေးတဲ့ဥဒကဆရာကြီးကတောင်အဲ့ဒီကိုမရောက်သေးဘူးသူ့ရဲ့ဆရာရာမဆိုတဲ့ဆရာကြီးကသာနေဝတင်ညာနာတင်ညာရဏဇံဖြစ်လက်တွေ့ပေါက်ရောက်တာဖះလောင်းကမကြခင်မဲ့အထုတ်လိုက်တဲ့အခါနေဝတင်ညာနာတင်ညာရဏဇံဆိုတဲ့အဆင့်အမြင့်ဆုံးကိုရောက်သွားတဲ့အခါဥဒကရမဗုဒ္ဓထံချင်းကပ်ပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့အံ့ဩသွားတယ်သူ့ဆရာကြီးရောက်တဲ့အဆင့်ကိုရောက်နေတာဆိုတော့သူလည်း jealousy မဖြစ်ဘူးတော်လိုက်တာဆိုပြီးတော့ဒီကိုင်းကြီးမှာဖះအလောင်းကိုဆရာတင်နေသူဟာနော်ဆရာအနေနေပါဒီကိုင်းကြီးကိုအုပ်ချုပ်ပါသူတို့တောင်ဒီအဆင့်မရောက်သေးဘူးဆိုပြီးတော့ဖះအလောင်းလေးကိုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုတဲ့အခါမှာလည်းသူကစဉ်းစားတယ်နေဝတင်ညာနာတင်ညာရဏဇံဆိုတာအရူပဘုံမှာပဲလမ်းဆုံးနေတန်တရားဟုတ်ကမလွတ်သေးဘူးဒီတဲ့အစင်းမြင့်နဲ့တရားရှားရအောင်မယ်ဆိုပြီးတော့စိတ်แท้ကလက်မခံအနတ်လင်ဂရိတ်တော်အကျဉ်းချင်းစိတ်แท้ကညှင်းပယ်ပြီးတော့ဥဒကရမဗုဒ္ဓတို့ရဲ့ထံကနေပြီးတော့ထွက်ခွာသွားတယ်ကြီးတော့တရားရှာနေတာချက်ချင်းတွေ့တာမဟုတ်ဘူးမဂရတိုင်းရာဇဂိုပတ်ဝန်းကျင်မှာဆရာကောင်းနာမည်ကြီးတဲ့ဆရာတွေစီချင်းခတ်ပြီးတော့တရားရှာပထမဆုံးအာလာရကာလမနဲ့တွေ့ဆုံပြီးတော့ပထမသင်ယူတယ် technique ကိုသင်ယူတယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးတယ်ပေါက်ရောက်အောင်မြင်တယ်အဲ့ဒါနဲ့မကျေနပ်တော့ဥဒကတို့ခိုင်းကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဥဒကဆရာကြီးစီကသင်တယ်လက်တွေ့ကျင့်သုံးတယ်အောင်မြင်ပေါက်ရောက်မှုရတာဒါကိုလေစိတ်ထဲမှာမကျေနပ်ဘူးဒီတဲ့ထူးခြားတဲ့တရားရှိရအောင်မယ်ဒါတော့တော့မဟုတ်သေးဘူးလို့ဆိုပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကနေထွက်ခွာသွားတော့ဘယ်ရောက်သွားတော့လို့ဆိုတော့ဥရဝေလာတောင်ဘက်ကိုရောက်သွားတာနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ဒီသစ္စကပရပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂရေတုအနုပုပ္ပေနစာရိကံစရမနောမဂရတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့ကျောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှေ့ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုယေနဥရဝေလာတေနာနိဂမောတထဝတရိဥရဝေလာတော်သေနာဆိုတဲ့ဏိဂုံးရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလို့သေနာဏိဂုံးရွာဆိုတာနှုတ်ကနာစွမ်းကတ်တဲ့သူဇာတာတို့ရဲ့ရွာကိုရောက်သွားတာပြောတယ်နော်ဥရဝေလာတော်သေနာဏိဂုံးရွာဘက်ကိုရောက်သွားတယ်ရောက်သွားလိုက်တဲ့အခါကျတော့အလုံးဗုဒ္ဓဂယာရောက်တဲ့ပုဂ္ဂိုလ်တွေတော့ရှိမှာပေါ့ခဏခေတ်မြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့ခြေနေတွေအများကြီးပြောင်းနေပြီပေါ့အဲ့ဒီမှာဥရဝေလာတောနာမှာကြည့်တော့နေရဌာနအနေထားတစ်ခုကိုရသော်ဘုရားကပြန်ပြီးတော့ပြောထားတာဘာလို့ဆိုရမဏီယံဘူမိဘာကံဥရဝေလာတောကြည့်လိုက်ရတာမြေကလည်းပဲမြေပြတ်အင်တမပျော်မွေးစရာကောင်းတယ်ပျော်မွေးစရာကောင်းတယ်မြေပြင်ကလည်းပျော်မွေးစရာကောင်းတယ်ပါတာဓိကံသဝနတန္တာတောအုပ်လေးကလည်းလှတယ်နဒီသတန္တန်တေနဒိသတန္တန်တေမြင့်ရည်တွေကလည်းစီးနေတယ်မြင့်ရဲ့နာမည်ကိုတော့ဒီမှာထည့်ပြီးတော့ပြောမထားဘူးသို့သောပ
ပိစာတုံးမှာတော့နေရင်စရာမြစ်လို့ထည့်ပြီးတော့ပြောတာနေရင်စရာမြစ်ဆိုတာမော်ရီညွန်နေမရှိလို့ရေကအမတမကြည်တယ်ငါးလေးတွေကူးနေတာတောင်မြင်ရလောက်အောင်ရေကြည်တယ်လို့ဆိုလိုတယ်ပေါ့မြစ်ကလည်းပဲတသွင်းသွင်းစီးဆင်းနေတယ်သေးတကံမြစ်ရည်လေးကကြီးပြီးတော့ဖွေးနေတာသုပ္ပတိဋ္ဌံစိတ်ကန်းလေးတွေကလည်းအမတမတာယာလှပါတယ်။ကြောက်ကဘာကြီးတွေမဟုတ်ဘူး။မြစ်ထဲကိုဆင်းမို့ရတောင်မြင်လေးနဲ့စိတ်ကန်းလေးတွေကလည်းအမတမကောင်းတယ်။သုပ္ပတိဋ္ဌံရမဏီယံသမန္တာသခောစရခာမံပဝန်းကျင်ကလည်းဆွမ်းခံရွာတွေရှိတယ်။အဲ့တော့ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အခါအမတမပြည့်စုံမြေပြင်ကလည်းပဲညီညာတယ်ပျော်မွေ့စရာကောင်းတယ်တောအုပ်ကြီးကလည်းပဲကြည်နူးစရာကောင်းတယ်မြစ်ကလည်းပဲစီးဆင်းနေတယ်မြစ်ရေကလည်းကြီးနေတယ်ဖွေးနေတယ်စိတ်ကန်းလေးကလည်းအမတမသားရတယ်ပတ်ဝန်းကျင်မှာလည်းပဲရွာလေးတွေရှိတယ်ဒီနေရာဟာတကယ်ကိုတရားအထုတ်လို့ကောင်းတဲ့နေရာတစ်ခုပဲလို့စိတ်ထဲမှာဆုံးဖြတ်ပြီးဒီနေရာမှာပဲငါတရားကျင့်တော်မယ်လို့စိတ်ဆုံးဖြတ်ပြီးဥရဝေလာတော်မှာဖရာအလောင်းတော်ဟာဆက်လက်ပြီးသတင်းသုံးတယ်ဆိုတဲ့အကြောင်းပြန်ပြောထားတယ်နော်ဒါ autobiography ထက်ကထာကရေးတဲ့စကားမဟုတ်ဘူးဖရာကိုယ်တိုင်သူကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြတာအဲ့ဒါလို့အမတန်လှပတဲ့နေရာတစ်ခုကိုရွေးချယ်ပြီးတော့စိတ်ငြိမ်တဲ့တစ်ပင်အောက်မှာရောက်ရှိရင်ကနေပြီသူစဉ်းစားလာတော့ခေါင်းထဲမှာနှိုင်းရှင်စရာဥပမာလေးတွေပေါ်လာတယ်။ဘာတွေဥပမာပေါ်လာတော့ဆိုတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တော်မယ်ဆိုတစ်သား၃ချောင်းစဉ်းစားမိတယ်ပေါ့။တစ်သား၃ချောင်းအချိန်နေချင်းမတူတဲ့တစ်သား၃ချောင်းတစ်သားဆိုတာကျွတင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ရှေးခေတ်တုန်းကမီးရဖို့ဆိုတာအမတန်မှမာကျောတဲ့ဒုတ်ချောင်းနှစ်ချောင်းကိုပွက်ရတယ်နော်အောက်ကခံတဲ့ဒုတ်ချောင်းကိုပုတ်ခုံလို့ခေါ်တယ်အပေါ်ကနေပွတ်တဲ့ဒုတ်ချောင်းကိုတော့ပုတ်ကြီးလို့ခေါ်တယ်ပုတ်ခုံပုတ်ကြီးအဲ့ဒီဒုတ်ချောင်းနှစ်ချောင်းကိုပုတ်လိုက်တဲ့အခါမှာပူးလာပြီးတော့မီးဖြစ်လာတာရှေးကမီးရဖို့ဆိုတာတော်တော်ကြိုးစားရတယ်လို့သူတို့ပြောတာဒါကြောင့်မို့ကြိုးစားအထောက်မှုနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာမိဖို့ယောက်ျားပမာလားသူဆိုတဲ့ရှေးကကြပြစကားလေးတွေရှိတယ်ပေါ့အလုပ်လုပ်ပြီးဆိုရင်မိဖို့ယောက်ျားရဲ့ကြိုးစားမှုမျိုးနဲ့လုပ်ရမယ်နားလို့မရဘူးသူကခဏနားချထားရင်ပြန်အေးတော့မှလေဒုတ်ချောင်းတစ်ချောင်းကိုပုတ်လေးပူလေးပိုးပူလာတဲ့အချိန်လေးမှာမီးဖြစ်မှာကိုရက်ထားလိုက်လို့ရှင်ပြန်အေးတော့မှမရဘူးအဲ့ဒီမှာဘုရားလောင်းကအဲ့ဒီခေတ်ကမီးရအောင်လှုပ်တဲ့ပုတ်ခုံပုတ်ချီဆိုတဲ့ဒါနှစ်ခုကိုဥပမာပြုတ်ပြီးတော့မြတ်စွာဘုရားတစ်သား၃ချောင်းခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီတစ်သား၃ချောင်းမှာတစ်ချောင်းကစိုးလဲစိုးနေတယ်ရေထဲလည်းချထားတယ်ဒါကတစ်ချောင်းနောက်တစ်ချောင်းကတော့စိုးတော့စိုးတယ်ရေထဲတော့မထားဘူးကုန်းပေါ်တင်ထားတယ်ဟောဒါကတစ်ချောင်းနောက်ဆုံးတစ်ချောင်းကျတော့6တွေ့နေတယ်ကုန်းပေါ်မှာလည်းထားတယ်ကဲမီးရဖို့ဆိုရင်ဘယ်ချောင်းကပို့ပြီးမီးရဖို့ရှိတယ်နောက်ဆုံးချောင်းကသာမီးရနိုင်တာအဲ့ဒီမှာဘုရားလောင်းကစဉ်းစားတယ်လောကလူတွေတရားဓမ္မကျင့်ကြံအထုတ်ဖို့အသိဉာဏ်ဆိုတဲ့မိထောက်ဖြစ်ပေါ်လာဖို့အတွက်ဆိုလဲဆိုရေထဲလဲချထားတဲ့တစ်သားမျိုးကတော့တစ်ချောင်းမျိုးကတော့ဒုတ်ချောင်းမျိုးကတော့ဘလို့မှမီးမထွက်နိုင်ဘူးပုတ်ချင်နိုင်ပုတ်တဲ့လူကမောသွားလိုက်နော်ဆိုလဲဆိုနေတယ်ရေထဲလဲချထားတယ်ဆိုဘလို့မှမဖြစ်နိုင်ဘူးတဲ့အဲ့တော့ဆိုလဲဆိုတယ်ဆိုတာဘာပြောတာတော့ဆိုကာယစိတ်ဓာတ်ကိုယ်အနေထားကလည်းကာမဂုဏ်အာယုန်တွေထဲမှာနေတယ်
စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစင်မပြတ်ဘူးဟောစိုးနေတဲ့တစ်သားနဲ့မတူဘူးလားအဲ့ဒီထဲမှာသူတဏ္ဍာမှာကာမိဆန္ဒလို့ဆိုတဲ့ကာမဂုဏ်အာယုန်ခံစားခြင်းတဲ့စိတ်တွေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘယ်လိုတစ်တုံးမျိုးလဲဘယ်လိုတစ်ချောင်းမျိုးလဲဆိုလို့ရှိရင်မိသားစုဘဝမှာလည်းလူကိုယ်တိုင်ကလည်းမိသားစုဘဝမှာနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်စိုးနေတယ်နော်မိသားစုဘဝထဲမှာနေတယ်စိုးလဲဆိုတယ်ရေထဲလည်းချထားဘယ်လိုမှမီးထွက်ဖို့ရအကြောင်းမရှိဘူးအသိဉာဏ်ဆိုတဲ့မီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်တဲ့တောင်မှပဲဘယ်လောက်ဒုက္ခဖြစ်လဲနော်တချို့ကတရားထိုင်တဲ့အခါဝေဒနာကြော်သွားပြီမနေ့ကြိတ်ဖိတ်ပြီးတော့ခါနော်ထိုင်တာကြာလာလို့ရှိရင်ဝဒနာဒီနာနာမခံနိုင်တော့နားလာတယ်ဒါဝေဒနာအဲ့ဒါကိုဩပကမိကဒုက္ခဝေဒနာလို့ခေါ်တယ်လှုပ်လို့ဖြစ်လာတဲ့ဝေဒနာကြိုးစားအထောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာတရားချာချာထိုင်လို့ရှိရင်ဖြစ်လာတာပဲအဲ့ဒီဩပကမိကဝေဒနာဆိုတာဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမဖြစ်ဘူးကျမ်းမာရေးလည်းကောင်းတယ်တမာရီလည်းမြန်မြန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဝေဒနာဒုက္ခဝေဒနာမဖြစ်ဘူးပေါ့ကဲခုနကတစ်တုံးလေးတစ်ချောင်းလေးဟာစိုးလဲစိုးနေတယ်ရေထဲလည်းချထားတယ်ဒုက္ခဝေဒနာတွေပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့မှနော်ခုနမီးဖြစ်ဖို့ဘယ်လိုမှမဖြစ်ဘူးအဲ့ဒီနဲ့အလားတန်တူတဲ့ပုဂ္ဂိုလ်တရားဟာမိသားစုဘဝမှာလည်းနေတယ်စိတ်ကလည်းမိသားစုနဲ့တန်ရောစင်နေဖြစ်တယ်ကာမဂုဏ်အာယုန်စိတ်တွေကိုလည်းပဲဖယ်ရှားထားခြင်းမရှိဘူးတရားဓမ္မကြိုးပမ်းအထုတ်တဲ့အခါမှာလုံလဝိရိယကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာလည်းခံစားရအောင်ပဲဆိုဘယ်လိုလုပ်အသိဉာဏ်ဖြစ်မလို့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီဒုက္ခကိုကြော်ဖို့အမှန်တမ်းခက်တယ်ဒါကဖေရဒီအလောင်းကဒါကိုစဉ်းစားလိုက်တယ်အဲ့ဒီထင်တုံမျိုးဆိုရင်ဘယ်လိုမှအသိဉာဏ်မရနိုင်ဘူးတခါဒုတိယတစ်သားချောင်းကိုစဉ်းစားလိုက်တယ်ဆိုတော့စိုးနေတယ်ဒါပေမဲ့လို့ကုန်းပေါ်တင်ထားတယ်သူကစိုးနေတယ်လို့ဆိုတာဘာပြောတာတော့လို့ဆိုကုန်းပေါ်တင်ထားတယ်ဆိုတာဘာပြောတော့ဆိုမိသားစုဘဝမှာတော့မနေဘူးဒါပေမဲ့လို့စိတ်ကကာမဂုဏ်အာယုန်စိတ်တွေမဖယ်နိုင်သေးဘူးမဖယ်နိုင်သေးတော့စိုးတော့စိုးတယ်ရေထဲတော့ချမထားဘူးအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြိုးစားအထုတ်လို့ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေရှိခြင်းရှိပါစေမရှိခြင်းမရှိပါစေသူလည်းစိုးနေသည့်အတွက်ကြောင့်တရားတို့တရားမြတ်ရနိုင်ဖို့ဆိုတာအသိဉာဏ်ဖြစ်ပေါ်ဖို့မဖြစ်ဘူးတဲ့မိမရနိုင်တယ်လို့အသိဉာဏ်မဖြစ်နိုင်ဘူးဒုတိယတစ်ချောင်းကလည်းဒုတ်ချောင်းကလည်းမဖြစ်နိုင်ဘူးဟောတတိယတစ်သားချောင်းကိုကြည့်လိုက်တဲ့အခါ6နေပြီလုံးဝ6တွေ့နေ6တွေ့နေတဲ့အပြင်မှာရေနဲ့ဝေးမှာထားတာအဲ့ဒါဘာနဲ့တူတော့ဆို6တွေ့နေတယ်လို့ဆိုရဲကနော်ရေနဲ့ဝေးထားတယ်လို့ဆိုရဲကမိသားစုဘဝမှာမနေဘူး6တွေ့နေတယ်ဆိုရဲကာမိဆန္ဒစိတ်တွေလည်းမရှိဘူးကာမဂုဏ်အာယုစိတ်တွေလည်းမရှိဘူးသို့တော့တရားအထုတ်ခြင်းကြောင့်ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတော့ရှိနိုင်တယ်ကြိုးစားအထုတ်လိုက်မယ်ဆိုရင်ခုနကတစ်သားချောင်းကပူပြီးတော့မီးထွက်နိုင်တယ်လို့ပဲအဲ့ဒါလို့ကာမဂုဏ်အာယုန်အနေနဲ့ဝေးကွာကနေတဲ့ပုဂ္ဂိုလ်ဟာကြိုးစားလိုက်မယ်ဆိုရင်ဒုက္ခပဲဖြစ်စေအောင်တော့အတိညာဏ်တွေတော့ပေါ်လာနိုင်တယ်တတ္တိယတစ်သားချောင်းကအဲ့ဒါလို့ဥပမာဟာဘယ်တော့မှခေါင်းထဲမရောက်ဘူးတဲ့ဒီဥပမာဘုရားလောင်းလေးကဉာဏ်ထဲမှာစဉ်းစားမိလာပါတယ်ဒါလည်းသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားတစ်ခုပဲပေါ့အဲ့ဒါလို့ဥပမာဉာဏ်ထဲဝင်လာတဲ့အခါမှာဒုက္ခရစရိယအကျင့်ကိုစပြီးတော့ကျင့်တော့နော်ကိုယ်ပိုင်ကျင့်စဉ်တစ်ခုအနေနဲ့အဲ့ဒီခေတ်ကပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်ကိုဦးစားပေးတဲ့အနေထားရှိသည့်အတွက်ကျင့်တယ်ဘာကျင့်ကိုစပြီးတော့ကျ
ကျင့်တာတော့လို့ဆိုတဲ့အခါဒုက္ခရစရိယာနော်ဒုက္ခရဆိုတာတာမန်ပုဂ္ဂိုလ်တွေမလုံနိုင်တဲ့စရိယာအကျင့်ဒုက္ခစရိယာလို့ပြောတာမဟုတ်ဘူးဒုက္ခရစရိယာနော်ဒုက္ခစရိယာဆိုတာဆင်းရဲတဲ့အကျင့်ကိုပြောတာတကယ်အမှန်ရေးရမှာကဒုက္ခရစရိယာဒုက္ခရဆိုတာလွယ်လွယ်ကူကူနဲ့မရဘူးခက်ခဲရင်ကျင့်ရတဲ့စရိယာအကျင့်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်ဖို့ဘာကစလုပ်တုံးလို့ဆိုတော့သူ့စိတ်ကိုချိုးနေတာစိတ်ကိုချိုးနေတဲ့အလုပ်ကိုစိတ်ကိုပိတ်ဆို့ပြီးချိုးနေတဲ့အလုပ်ကိုစလုပ်တယ်ဟုတ်တယ်လေတရားထုတ်တဲ့အခါကြည့်ထွက်လေဝင်လေလေးမှတ်ရင်တောင်မှပဲဒီစိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ကာမဂုဏ်အာယုန်တွေကနေတားဆီးလို့မရတာမဟုတ်လားအဲ့တော့ဘုရားကသူတရားကျင့်ခဲ့ပုံကိုပြန်ပြောပြတဲ့အခါမှာဒန္တေပိဒန္တမာတာယအန်ကျိတ်နော်ပြောလေးလုံးလို့မရဘူးအန်ကျိတ်တာအန်ကိုကျိတ်ပြီးတော့မရရအောင်လုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒန္တေပိဒန္တမာတာယဆိုတာသွားပေါ်မှာသွားနဲ့ဖိတယ်ဆိုတာအန်ကျိတ်တယ်ပေါ့ပမာရီပြောတဲ့စကားအန်ကျိတ်ပြီးဇီဝယတာလုံအာဟိစာရှာနဲ့လေအာကောင်ကိုထောက်ထားတယ်မဲတင်းတဲ့သဘောပေါ့နော်အဲ့ဒါလို့လုတ်ပြီးတော့စိတ်ကိုတအားဖိနှိပ်ချုပ်ချယ်လိုက်တဲ့အခါဒီအကျင့်ကိုပထမဆုံးစချက်တယ်စိတ်ကိုတခြားမရောက်အောင်ဖိနှိပ်ပြီးတော့ဆုတ်ပိတ်ချုပ်ချယ်လိုက်တဲ့အခါဘာဖြစ်လာတော့ဆိုခြိုင်းကြားတွေကချွေးတွေပြက်ပြက်ကြလာတယ်တအားကြိုးစားလိုက်တော့ချွေးတွေပြန်လာတယ်ဟုတ်ပြီတကယ်လုပ်ပြီဆိုရင်ချွေးပြန်လာပဲလေချွေးပြန်လာအဲ့တော့ချွေးပြန်လာတဲ့အခါမှာအဲ့ဒီဒုက္ခဝေဒနာကိုလည်းဒုက္ခဝေဒနာကြောင့်စိတ်ပြက်သွားတာမရှိဘူးတဲ့ဆက်လုပ်ဖို့ပဲစိတ်ထဲမှာအာတန်တယ်ဟောအခက်အခဲတွေတွေ့လာတယ်ဒုက္ခတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဒုက္ခဝေဒနာကိုစိတ်တက်ကြပြီးတော့မသွားဘူးဆက်ပြီးတော့ကြိုးစားအထုတ်ဖို့လောက်လာတယ်ဘုရားလောင်းဆက်ပြီးတော့ကြိုးစားအထုတ်တယ်ဒုက္ခကစိတ်ကိုလာပြီးတော့မလွှမ်းမိုးနိုင်ဘူးတဲ့ဒါနဲ့နောက်တစ်ဆင့်တက်လိုက်တယ်အဲ့ဒါကိုဖယ်ပြီးတော့နောက်တစ်ဆင့်တက်တယ်ဘာလို့တုံးဆိုအပ္ပနကဇံလို့ခေါ်တယ်အာယုန်တကူတဲ့စိတ်ကိုပို့ထားပြီးတော့အသက်ဒီထွက်လေဝင်လေကိုချုပ်တီးတဲ့အကျင့်တစ်ခုကျင့်တယ်ထွက်လေဝင်လေကိုစိုးပိတ်လိုက်တယ်ပါးစပ်ကလည်းလေးမထွက်အောင်ပိတ်တယ်နှာခေါင်းကလည်းလေးမထွက်အောင်ပိတ်တယ်နားတဲ့ကလည်းလေးမထွက်အောင်ပိတ်တယ်ထွက်လေဝင်လေကိုပိတ်ဆို့ပြီးတော့အန်ကျိတ်ပြီးတော့ထွက်လေဝင်လေကိုမထွက်အောင်ပိတ်လိုက်တယ်ချုပ်တီးလိုက်တယ်ပေါ့နော်ထွက်လေဝင်လေကိုအဲ့ဒါလို့ချုပ်တီးလိုက်တဲ့အခါအခက်ခဲပထမဆုံးဘာဖြစ်လာလဲလို့ဆိုအဓိမတ္တဝါဒမုဒ္ဒနိဥဟနန္တိသိပြင်းထန်တဲ့ဒီလေကခေါင်းထဲမှာလာပြီးတော့တိုးတယ်လို့ဆိုလို့နှာခေါင်းကလေမထွက်ရဘူးနားလေမထွက်ရအပေါက်ရှိကပိတ်လိုက်တယ်ပစုပါဆိုပိတ်ထားလိုက်တယ်ချုပ်တီးထားလိုက်တဲ့အခါကျတော့လေကတိုးမိတိုးရတူးတဲ့အခါခေါင်းမှာလာတိုးတယ်အဲ့ဒါမှပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ခေါင်းကိုတူကြီးနဲ့ထုနေသလိုခေါင်းကျိန်းတာဖြစ်လာတယ်သို့တော့အဲ့ဒီဒုက္ခဝေဒနာနဲ့ကြုံရတော့လည်းပဲစိတ်ထကြမသွားဘူးတဲ့ဆက်လက်ပြီးတော့လှုပ်တယ်ဒုတိယဘာအခက်ခဲဖြစ်လာတော့ဆိုအဓိမတ္တတိတဝေဒနာခေါင်းကိုက်တဲ့ယောဂဖြစ်လာတယ်လေကိုချုပ်တီးလိုက်တဲ့အခါကျတော့ခေါင်းတွေဓာတ်ကိုက်လာတယ်အဲ့ဒီခေါင်းကိုက်လာသည့်အတွက်ကြောင့်လဲစိတ်ထက်ကကြမသွားဘူးတဲ့ဒီဒုက္ခကိုလည်းကြော်လွှားအောင်စိတ်ထဲမှာထားနိုင်တယ်အဲ့ဒါလိုချုပ်တီးတော့နောက်ဆက်လက်ပြီးတော့လှုပ်တဲ့အခါမှာဘာဖြစ်လာတော့ဆိုအလုံးကိုပြင်းထန်တဲ့လေကဝမ်းဘိုက်ကိုထိုးဖောက်လာတယ်ဘိုက်ကြီးပွင့်ထွက်သွားနိုင်လောက်အောင်ကိုလေကနေပြီးတော့ထိုးလာတယ်ဘိုက်တွေတအားနာလာတယ်ပေါ့အဲ့ဒီအချိန်မှာလည်းပဲသီးခံတဲ့ဒီဒုက္ခဝေဒနာကြောင့်စိတ်ဓာတ်ဟာကြပြီးတော့မသွားဘူးတဲ့
ဆက်ပြီးတော့ပဲကြိုးပမ်းနေဟောနောက်တစ်ခုဘာဖြစ်လာတော့ဆက်ပြီးတော့ကျင့်သုံးလိုက်တဲ့အခါကျတော့အဓိမတ္တကာယသမိန်ဒါဟောအဓိမတ္တောကာယသမိန်ဒါဟောခန္ဓာကိုယ်မှာအလုံးကိုပြင်းထန်တဲ့ပူလောင်မှုကြီးတစ်ခုဖြစ်ပေါ်လာတယ်တကိုယ်လုံးပူလောင်လာတယ်အဲ့ဒီပူလောင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကလည်းဘုရားလောင်းရဲ့စိတ်ကိုပြုံလို့ခြောက်ခြားသွားအောင်မတတ်နိုင်ဘူးတဲ့ဒုက္ခကိုကြိတ်မိတ်ပြီးတော့ခံတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုလုံးတဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုဝေလေတွေကိုတအားချုပ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးမှာမူးမိုက်ပြီးတော့လဲသွားတာနော်ဒုက္ခရစရိယကျင့်တယ်ဆိုတာအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားပြီးတတိတွေပါတွေမေ့သွားလဲသွားတော့မြင်တဲ့နတ်တွေကဘာပြောကြတော့ဆိုရဟန်းဂေါရမတော့သေပြီလဲကြသွားပြီသေသွားပြီဆိုတော့တချို့နတ်တွေကဒါသေတာမဟုတ်ဘူးတဲ့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ရမ်းပြောချတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ရမ်းပြောတာသူတို့လဲနောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုမကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာဘာဖြစ်လာတော့လေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ငါကျင့်လိုက်ပြီနောက်တစ်ခုငါထပ်ဆန်းသက်အောင်မယ်ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးချင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဘုရားလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးချင်းပေါက်ကအစာလာထည့်မယ်ဆိုရင်ငါရဲ့အလုပ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံးလိုက်ခုံးပြီးတော့ရေထည့်ကြည့်လိုက်လို့ရှင်အဲ့ဒီလက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ်လက်လေးကိုပက်လက်လှန်လိုက်လက်ဖွားလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးခုံးလေးလှုပ်လိုက်ခတ်ခုံးခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထည့်ကြည့်လိုက်ရင်ဘယ်လောက်ရေဆန့်မလဲအဲ့ဒီအတိုင်းအတာပမာဏလောက်လေးကိုသူစားမယ်လို့ဒီနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့ဒီနေ့ကုန်တရားကျင့်အာရဖြတ်ပြီးတော့တရားကျင့်အဲ့ဒါလိုတရားကျင့်တဲ့အခါကျအစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာအသားအရောင်တွေကလည်းတခါတည်းညှို့မဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြင်းပြင်းကျဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြင်းပြင်းကျတဲ့အနေအထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လိုက်လို့ရှိရင်ကြော့ထိအောင်ဘိုက်ကြီးကလည်းချက်နေတာဘယ်လောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်မောင်းတို့ဘာတို့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေတွင်းထဲကအဗဒမနဲ့တဲ့ရေတွင်းကိုကြည့်လိုက်လို့ရှိရင်ရေလေးကဟုတ်အောင်မှရှိရတယ်လို့မျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နန်းတို့နဲ့ကျုပ်တို့ဒီလိုတွေဖြစ်လာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းဂေါရမဟာအသားတွေညိုသွားတယ်တို့အသားတွေမဲသွားတယ်တို့ဒီလိုအမျိုးမျိုးပြောကြတာနော်အဲ့ဒါလို့ပင်ပင်ပန်းပန်းဆင်းရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လည်းပဲသူလိုချင်တဲ့အသိဉာဏ်တစ်ခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်တိယအညောမဲ့ခောဘောရာယအသိဉာဏ်ရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအသိဝင်လာတယ်
အတိဝင်လာတဲ့အခါမှာဘာသောတတိယတော့လို့ဆိုငယ်ငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ပထမဆန်ရဘူးတဲ့တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတန်မြာမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေးချင်းမှုစွမ်းအားဟာဓမ္မကြီးမားခဲ့တယ်ခမည်းတော်သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတပြေပင်အောက်ဘုရားလောင်းလေးတူးတဲ့တိတ်ထားတဲ့အချိန်အဆောင်တွေကလည်းလေတော်မင်္ဂလာပွဲကိုတွားငေးနေတဲ့အချိန်လေးပါတယောက်တည်းထထိုင်ပြီးတော့ထွက်လေဝင်လေပတ်ရင်ကနေပထမဆန်ရလာခဲ့ပူတယ်ပေါ့အဲ့ဒါလေးကိုတွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကျင့်နေတာဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအညောမေခောဘောရယအသိဉာဏ်ရဖို့အတွက်အညောမေခောတခြားနီလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြဖို့ကြိုးစားတာဒီလိုပိန်ချုံပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အင်အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခီတွေကဘုရားလောင်းရဟန်းဂေါရမအစာလဲပြန်စားရောစိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဗာတရားတို့မှလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတနာတော်ဘက်ကိုပြောင်းသွားကြတယ်ဒါလည်းမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲအဲ့လိုသစ္စကသုတ်တံမှာအော်တိုဘိုင်ယိုဂရာဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဘုရားဟာပြန်ပြီးတော့မင်းရှိတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဘုရားဖြစ်သူမရောက်ခင်ကလည်းဘယ်လောက်ပင်ပင်ပန်းပန်းကြိုးပမ်းအားထုတ်ခဲ့တယ်ဘယ်လောက်လုပ်ခဲ့ရတယ်ဆိုတာဟာဒီဇာလန်းနေဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်သိတာပါတယ်ဒါကြောင့်မို့လို့တရားအထုတ်တဲ့အခါမှာအခက်အခဲတွေတွေ့လဲစိတ်မလျှော့ကြနဲ့မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲပင်ပင်ပန်းပန်းဒီလောက်အားထုတ်ရတယ်လို့ဆိုတာဒီကြိုးပမ်းအားထုတ်မှုလုံးလဝီရိယဆိုတာအင်တန်မှအရေးကြီးတယ်အခုခေတ်တော့အတွေးလေးကချောလာတယ်အေးတက်တက်တာတာလို့အတ္တကိလမထာဖြစ်တယ်အတ္တကိလမထာဖြစ်တယ်ပင်ပင်ပန်းပန်းမလုံနဲ့စိန်လေးနဲ့အားထုတ်ခိုင်းလို့မရဘူးနော်အေးအဲ့ဒါလို့ကြိုးစားအားထုတ်မှရနိုင်တယ်လုံးလဝီရိယဆိုတာအယိုးကြည်ကြည်အရေးခံကြိုးပမ်းအားထုတ်ရမယ်လမ်းစဉ်မှန်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီးလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အဲ့ဒါမှခက်ခဲလာတယ်ဆိုတာသိရှိကြည်ညိုကြပြီးဘုရားမြတ်စွာရဲ့ဂုဏ်တွေကိုအာယုံပြုကာမိမိတို့ရဲ့လုံလဝီရိယတွေတိုးတက်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသ
သက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောက်မြူပါဝင်ဝေလာမင်းနှင့်ရောင်ကြီးရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွတ်မဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လန့်၍နေကြပါစေကုန်သတည်း